ကဲအားလုံးပဲမင်္ဂလာပါဗျာဒီကားလေးကတော့ကျွန်တော်တို့မိုးညင်းမြို့နယ်ကဒီမိတ်ဆွေအကိုဒီကားလေးကြိုက်တာကိုကားလေးဘယ်လိုလဲမိုက်တယ်နော်တော်တော်မိုက်တယ်နော်ကားလေးကလုံးဝရှယ်ပဲဗျာတပြောင်းပြောင်းတစ်စီးလုံးတပြောင်းပြောင်းဒါကျွန်တော်တို့မန္တလေးမိုးညင်းဘက်ကိုသွားမှာအစ်ဗျာကားလေးဘယ်လိုလဲကားလေးကောင်းတယ်နည်းနည်းရိုက်ပြပေးအစ်ဗျာကားလေးမိုက်တယ်နော်စစ်စရာလေးနော်ချောတယ်နော်တာလေးလည်းပြောစရာမလိုဘူးအသိငန်းလေးပြပြီအသိငန်းလေးအဲ့ရကောင်းလဲပစ္စည်းစုံပါတယ် Android TV နဲ့ဘောက်တွေစောင်းဘောက်တွေဟူဖာတွေအကုန်ပါတယ်ရှယ်ပဲကားတော့လုံးဝရှယ်ပဲဗျာအလွင့်မယ်တာတွေအလွိုင်းတွေလည်းဘာမှပြောစရာမလိုတစ်စီးလုံးအော်ဆေးနဲ့ဖရင်ရစားတယ်ဗျာဒီဖရင်တွေအားလုံးအော်ဆေးနဲ့ဖရင်အော်ဆေးနဲ့အရှင်ဖျားတို့ကောင်းကောင်းမောင်းသွားလို့ရပြီအေးစီးတာတော့ရှယ်ပဲဖုန်းလေးနဲ့တီးပြပါလားကားလေးကတော့အရင်မိုက်တယ်ဗျာဆင်ထားတာအပေါ်ကအမိုးတွေရောဘာတွေရောလုံးဝရှယ်ပဲချစ်စရာလေးတော်တော်ချစ်ဖို့ကောင်းတယ်ကားလေးကရှယ်ရုပ်ထွက်ရှယ်ဆင်ထားတာအယုစစ်တိုက်ခိုက်တယ်ရှင်းတော့ဘာမှပြောစရာမလိုခြံကြီးအလွိုင်းနေတာတွေရောင်းသူပဲသူအဆင်ပြေအောင်လို့ဒီကားလေးအကျိုးဆောင်ပေးလိုက်တယ်အရှင်ဖျားတို့နဲ့ဒါတော့အဝေးသွားအောင်ပါဗောဒီကားကချင်ပြည်နယ်အထိမွန်းညင်းမြို့နယ်အကဲရောကျန်းဆိုတော့သွားမယ်နော်ဟုတ်ပြီကျေးဇူးရတဲ့နေဦးအဆင်ပြေပါသေးကျေးဇူးပြကားလေးကောင်းကောင်းလေးဝယ်ပြီးလိုက်တော့စိတ်ချမ်းသာတယ်ရှင်ပြရတယ်တပည့်တော့သိလားစာလေးဆိုလည်းပြောစရာမလိုကြခီးသွားဆက်ပြပေးပါတယ်ဟောအေးအောင်ပါညနေကြည့်လိုက်ကြည့်ဟိုမှာဆက်ပြရတယ်နောက်ချက်နော်ဘဘကကြည့်လိုက်ရဘဘကကြည့်လိုက်နောက်ချက်နော်ဟုတ်ကဲ့ပါအဒီနေ့လောက်ကိုလာလေးထုတ်စီဟုတ်ကဲ့နေတာဒီနေ့လာလေးချင်းဟုတ်ကဲ့ဘုရားတန်းပြီးသွားလို့ရတောင်းခွင့်ပြုပါဦးဟုတ်ကဲ့ကျေးဇူးပါနော်ပုံနာလေးတယ်လေကတော့အရမ်းမိုက်တယ်ဗျာခွန်152 1E မနက်ဖြန်ကိုတသန်းအစ်စ်ပါတစ်ခါလဲတိုးပေးလိုက်မှာလိုင်စင်တသန်းအစ်စ်နဲ့2026တလပိုင်းကုန်မဲ့ကားလေးကားတော့ဘာမှပြောစရာမလိုဘူးဗျာကားတော့လုံးဝရှယ်ပဲဝယ်ပေးရတာစိတ်တိုင်းကြတဲ့ကားဘာလို့တပြောင်းသူ့စည်းနဲ့သူ့ကားထဲမှာကားတပြောင်းအကြည့်ခံတယ်ရုပ်ထွက်ကလည်းအရမ်းမိုက်တယ်ဒါမျိုးစင်မယ်ဆိုရင်လည်း340အသာလေးကုန်ပါဒီမှာဘေးကစတီးတွေလည်းအကုန်လုံးဒါတွေလိုက်စင်မယ်ဆိုမလွယ်ဘူးရှယ်ပဲအလွိုင်းလည်းဈေးကြည့်တယ်အလွိုင်းနေတာတယ်လုံးဝရှယ်ပဲဗျာအားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်ရောင်းမယ်ဝယ်မယ်ဆိုရင်399365ကိုဆက်သွယ်ပေးပါနော်ဈေးနဲ့ကားနဲ့တင်နေဆိုရင်ကျွန်တော်လာဝယ်ပေးမယ်ဒီလိုကားကောင်းကောင်းရှိတယ်ဆိုလည်းကျွန်တော်လှမ်းပြောပေးကားနဲ့ဈေးနဲ့တင်နေဆိုရင်ကျွန်တော်မှအဝယ်ရှိတယ်ဒါတိုင်းပဲချက်ချင်းအယောင်းဝယ်ဆိုင်ပေးမယ်နော်ဒီလိုကားကောင်းကောင်းဆိုရင်ကြိုက်တယ်တပည့်တော်တော့မယ်ရှင်ဗျာနော်တင်ပါ